ပရိသတ်တွေကိုဆွဲဆောင်နိုင်တဲ့မိဘုံတစ်လုံးအတွက်ဆေးရပြီဖြစ်တဲ့အာဆင်နယ်သို့မဟုတ်ဆာကာနဲ့အာဆင်နယ်တို့2030အထိစာချုပ်တရန်တိုးပြီးပရိသတ်တော်မင်္ဂလာများအာဆင်နယ်လက်ချန်ဟက်ကနေကြိုဆိုပါရစေအာဆင်နယ်အသင်းအားဆာကာကိုတစ်ပတ်ပေါင်း2,900ခွဲအထိပေးပြီးတော့2030ပလက်တစ်နှစ်တရန်တိုးဖို့သဘောတူမှုရရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်ဆာကာလိုဥရောပထိပ်တန်းကလပ်အားလုံးကဝိုင်းပြီးတော့စိတ်ဝင်စားနေတဲ့ဘောလုံးတရားဆုရှင်အလောင်းလျာလေးကိုအခုလိုကာလာရှေ့စာချုပ်တရန်တိုးလိုက်နေတာကအာဆင်နယ်အတွက်ကောင်းပါတယ်ဆာကာအာဆင်နယ်ရဲ့အဓိကကစားမတူဖြစ်ပြီးအသက်23နှစ်သားရှိသေးတဲ့လူငယ်ကျယ်ဝင်းတူပါသူဟာအာဆင်နယ်ရဲ့ညာတောင်ပိုင်းတိုင်းစစ်မှုပြင်ကစားနေပြီးသူ့ရဲ့လက်မြန်မှုဂိုးရီယာထဲမှာထိရောက်မှုအသင်းမော်တွေနဲ့ကောင်းစွာတွဲဖွဲ့ကစားနိုင်စွမ်းနေကြောင်းထင်ရှားပါတယ်ပြီးခဲ့တဲ့2024-25ရာသီမှာဆာကာပရီးမီးယားလိမှာပွဲပေါင်း38ပွဲကစားခဲ့ပြီးဂိုး20သွင်းကဂိုးဖန်တီးမှု14ချိန်ရှိခဲ့ပါတယ်ဒီ2025-26ရာသီမှာလက်ရှိအချိန်ထိအာဆင်နယ်ရဲ့တိုင်းစစ်ပိုင်းမှာအဓိကအခန်းကဏ္ဍကနေပါဝင်နေပါတယ်ဒါအပြင်သူဟာအင်္ဂလန်လေဆင်အသင်းမှာလည်းအဓိကကစားမတူဖြစ်ပြီးယူ2024ပြိုင်ပွဲမှာအင်္ဂလန်အတွက်ပါဝင်ကစားပေးခဲ့ပါတယ်ဆာကာရဲ့ဈေးကွက်တန်ဖိုးဟာလက်ရှိမှာပေါင်တန်း120ကျော်လောက်ရှိပြီးဥရောပထိပ်တန်းကလပ်တွေဖြစ်တဲ့ Real Madrid, Barcelona, PSG တို့အသင်းတွေကလည်းသူ့ကိုစိတ်ဝင်စားနေကြပါတယ်ဒီလိုတန်ဖိုးမြင့်မားပြီးအလားအလာရှိတဲ့ကစားမကိုအာဆင်နယ်က2030အထိစာချုပ်တရန်တိုးနိုင်ခဲ့တာဟာအသင်းအတွက်မအပြာမြောက်အောင်မြင်မှုတစ်ခုပါဆာကာအာဆင်နယ်တောက်ပတဲ့ရတနာတပွင့်ဖြစ်ပြီးဒီရတနာကိုကာလာရှေကြာထိန်းသိမ်းထားတဲ့အခါအာဆင်နယ်ရဲ့အိမ်ရှိမှာတောက်ခတ်ထားတဲ့ဗန်နာတိုင်းမျိုးတော်တင်စားလိုက်ချင်ပါတယ်ဆာကာကိုတပတ်ပေါင်2,900,000အထိလားစာပေးပြီး2030ခုနှစ်အထိထပ်တိုးနှစ်နဲ့အတူစာချုပ်တရန်တိုးနိုင်ခြင်းဟာအာဆင်နယ်အတွက်အကျိုးကျေးဇူးများစွာယူဆောင်လာနိုင်ပါတယ်ဆာကာအာဆင်နယ်တိုင်းစစ်ပိုင်းရဲ့အဓိကအင်အားတစ်ခုဖြစ်ပြီးသူ့ကို2030အထိဆက်ထိန်းထားနိုင်ခြင်းဟာအသင်းရဲ့ရေရှည်တည်ငြိမ်မှုကိုအာမခံပေးပါတယ်အာဆင်နယ်ဟာနေပြကြီးအာဒီတာလက်ထက်မှာလူငယ်ကစားမတွေကိုဗဟိုပြုပြီးအသင်းတည်ဆောက်နေတာဖြစ်ပြီးဆာကာကဒီအစီအစဉ်ရဲ့အဓိကအုံမြစ်တစ်ခုပါဆာကာရဲ့ဂိုးသွင်းနိုင်စွမ်းဂိုးဖန်တီးပေးနိုင်စွမ်းနဲ့အသင်းပေါ်ရဲ့ပေါင်းဆက်ကစားနိုင်မှုဟာအာဆင်နယ်ရဲ့ကစားဟန်ကိုရေရှည်တည်ငြိမ်အောင်ထိန်းသိမ်းပေးနိုင်ပါတယ်ဒါအပြင်သူ့ရဲ့ခေါင်းဆောင်မှုရေးသွေးဟာအာဆင်နယ်ရဲ့လူငယ်ကစားမတွေကိုလှုပ်ဆော်ပေးနိုင်ပြီးအသင်းရဲ့စီးလုံးညီညွတ်မှုကိုပုံမခိုင်မာစေပါတယ်ဒါကြောင့်ဆာကာကိုကာလာရှေထိန်းသိမ်းထားနိုင်တဲ့ဟာအာဆင်နယ်ရဲ့တိုက်စစ်ပိုင်းကိုရေရှည်အတွက်ရေပူရေချမ်းနဲ့ထိန်းသိမ်းထားတဲ့ viewer တစ်ခုလို့တင်စားလို့ရပါတယ်ဆာကာရဲ့ပါဝင်မှုကအာဆင်နယ်ရဲ့ပရီးမီးယားလိနဲ့ချန်ပီယံလိမှာစူပရာရယူဖို့အလားအလာကိုပုံမမြင့်တင်ပေးနိုင်ပါတယ်ဆာကာဟာအာဆင်နယ်ရဲ့ခံယူမှုကနေထွက်ပေါ်လာခဲ့တဲ့ကစားမတူဖြစ်ပြီးပရိသတ်တွေရဲ့ချစ်ခင်လေးစားမှုကိုရရှိထားပါတယ်။သူကကာလာရှည်စတင်ထားနိုင်ခြင်းဟာအာဆင်နယ်ပရိသတ်တွေရဲ့စိတ်အားထက်သန်မှုကိုပုံမမြင့်တင်ပေးနိုင်ပါတယ်။ဆာကာရဲ့ကစားဟန်စိတ်လှုပ်ရှားစရာကောင်းပြီးသူ့ရဲ့ဂိုးသွင်းမှုဖန်တီးမှုတွေကပွဲကြီးပရိသတ်တွေကိုဆွဲဆောင်နိုင်စွမ်းရှိပါတယ်။ဒါအပြင်ဆာကာအင်္ဂလန်လေဝင်းစင်အသင်းရဲ့အဓိကကစားမတူဖြစ်တာကြောင့်အာဆင်နယ်နိုင်ငံကအဆင့်ပေါ်ရေးကိုလည်းမြင့်တင်ပေးနိုင်ပါတယ်။ဒါကအာဆင်နယ်ရဲ့ကမ္ဘာပရိသတ်အင်အားကိုပုံမကျေပြန့်စေပြီးလက်မှတ်ရောင်းအားနဲ့ကွန်ပဏီရောင်းအားကိုတိုးမြင့်ပေးနိုင်ပါတယ်။ဒါကြောင့်ဆာကာကိုစတင်ထားတာဟာအာဆင်နယ်အတွက်ပရိသတ်တွေကိုဆွဲဆောင်နိုင်တဲ့မိဘုံတစ်လုံးရထားပြီလို့ဆိုကြပါတယ်။ဆာကာရဲ့ဈေးကွက်တန်ဖိုးဟာလက်ရှိမှာပေါင်တန်း120ကျော်ရှိပြီးသူ့ကိုကာလာရှေထိန်းထားနိုင်ခြင်းဟာအာဆင်နယ်ရဲ့ဗန်နာရေးဆိုင်ရာအကျိုးမြတ်ကိုပုံမမြင့်တင်ပေးနိုင်ပါတယ်။ဆာကာကိုရောင်းချမယ်ဆိုရင်ရတဲ့အာဆင်နယ်အနေနဲ့ငွေကြေးရမှာဖြစ်ပါတယ်။သူ့ကိုစတင်ထားပြီးအသင်းရဲ့စူပလာရယူမှုမှာပါဝင်နိုင်မယ်ဆိုရင်ရေရှည်အကျိုးမြတ်ကပုံမများပြနိုင်ပါတယ်။ဒါကြောင့်ဆာကာကိုစတင်ထားတာဟာအာဆင်နယ်ရဲ့ဗန်နာရိုက်ထဲကိုရေရှည်ရွှေတွေထည့်ပေးနိုင်တဲ့သနာတစ်ခုလို့တင်စားလိုက်ခြင်းကြောင့်ပါ။ဆာကာရဲ့စာချုပ်တဲ့ပေါ်ညီကိုတို့ကဘယ်လိုမြင်လဲပြောပေးခဲ့ကြပါဦး။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။